So dictionary file တနည်းအားဖြင့် G-SHORT K file dictionary file G-SHORT K file ဆိုတာက mass file ရဲ့ plain file ကိုပြောတာလုပ်သည်ဆိုလို့ရှိရင် buff mass ဆိုတဲ့ file ရှိတယ်သူ့ရဲ့ plain file ဒီ dictionary file G-SHORT K file ဟုတ်ပြီအဲ့တော့ရိုးပုံမှန်ကြက်ထားတဲ့ mass file ကနေပြီးတော့ G-SHORT K ကိုပြောင်းမယ်ဆိုလို့ရှိရင် buff ကိုဒီ buff တစ်ခုတည်းကို group 3ခုခွဲပြီးပြောင်းမယ် group 1 group 2 group 3 3ခုခွဲပြီးပြောင်းမယ်အဲ့တော့ကြက်ထားတာတော့ buff မှာ mass တက်တဲ့ဟာတွေအကုန်လုံးကြက်ထားတယ်အဲ့တော့ group 1နဲ့ပါမလား2နဲ့ပါမလား3နဲ့ပါမလားဘယ်ဟာတွေပါမလဲဘယ်လိုခွဲမလဲဆိုတော့ mass ရဲ့အရှိမှာเนาะဒီ buff mass ရှိတယ် mass ရဲ့အရှိမှာ e line နဲ့ဆိုရင် group 1ပြောချင်တာ group 1နဲ့ကပါနေတဲ့ buff တွေဒီ mass ရဲ့အရှိမှာအမြဲတမ်း e line ရှိတယ် group 1ဆိုရင် mass ရဲ့အရှိမှာ e line ရှိတယ်ဟုတ်ပြီဥပမာကြည့်မယ်su e mass ဆိုတာကစစ်လိတ်တောက်တာကနေလာတာ su e mass ဒီမှာဆိုလို့ရှိရင် mass ရဲ့ရှေ့မှာ e line အဲ့တော့သိကြတယ် group 1နောက်တစ်ခုကြည့်မယ် normi mass တောက်တီ mi ဆိုတာက e mi ဆိုတာဒီ e line ကနေလာတာ mass ရဲ့ရှေ့မှာ e line ရှိတယ် group 1ဟုတ်ပြီနော်ပြီးရင်နောက်တစ်ခုက group 2ဖြစ်ကြအောင်ဘယ်လိုသိမလဲဆိုလို့ရှိရင် group 2ဖြစ်နေတဲ့ buff တွေဒီ mass ရှိတယ် mass ရဲ့ရှေ့မှာသူကြတော့e line နဲ့လာတတ်တယ်လို့ a line နဲ့လာတတ်တယ်သူကြ line 2 line လာတတ်တယ်အဲ့တော့ဒီမှာဆိုရင် e line ဘုံပါနေတယ်အဲ့တော့ကိုက buff တစ်ခုကိုကြည်လိုက်လို့ mass ရဲ့အရှိမှာ e ရှိနေတယ်ဆိုရင် e line ရှိနေတယ်ဆိုလို့ရှိရင် group 1လည်းဖြစ်နိုင်တယ် group 2လည်းဖြစ်နိုင်တယ်ဘာလဲဆိုတော့ mass ရဲ့အရှိမှာ e ပါတာက1မှာလည်းပါတယ်2မှာလည်းပါတယ်ပေါ့နော်တကယ်လို့ mass ရဲ့အရှိမှာ a ပါတယ်ဆိုရင်တော့ group 2မှာပဲပါတယ်เนาะအဲ့တော့ mass ရဲ့ရှိမှာ a ပါတာနဲ့ကိုကမစင်စားနဲ့တော့ group 2ပဲတန်းပြီးတော့ရှိလိုက်လို့ရတယ်အဲ့လိုမဟုတ်ဘဲနဲ့ mass ရဲ့ရှိမှာ e ပါတယ်ဆိုရင်တော့ group 1လား group 2လားအဲ့ဒါကြတော့ခွဲနည်းမမရှိဘူးကိုကကိုစကြက်တဲ့က mass ရဲ့ရှိမှာ e ပါတဲ့ကောင်တွေက group 1လား group 2လားဆိုတာကကိုကကိုကြက်ခတဲ့ကgroup 1ဖြစ်တယ် group 2ဖြစ်တယ်ဆိုတာအလွတ်ကျက်သွားမှာပေါ့နော်အဲ့တော့ကြည့်အောင်ဒီမှာဆိုရင် net mass ဒီ mass ဆိုတဲ့ဟာကောင်ရဲ့ရှိမှာ a line နဲ့ဆိုတော့ a line ဆိုတော့ a line ပိုင်းပြောပြီးသား a line ပိုင်းကျင်းတည်တဲ့ group 2လို့ပဲအဲ့တော့ net mass ကိုမြင်လိုက်တာနဲ့ဟာ mass ရဲ့ရှိမှာ a line မို့လို့ကျင်းတည်ပေါက် group 2တဲ့ပဲထည့်လို့ရမယ်ပြီးနောက်တစ်ခုက OCA mass တင်ကြတယ်ပြောပြပေးတယ်အဲ့တော့ OCA mass ဆိုရင် mass ရဲ့ရှိမှာ a line အဲ့တော့ a line ကိုမြင်တာနဲ့ကျင်းတည်တယ်ဘယ်တဲ့ပဲထည့်မှာလဲ group 2တဲ့ကိုပဲထည့်လိုက်မှာအဲ့တော့ဒီလိုကောင်မျိုးကိုကြည့်မယ် OK mass ဆိုရင် mass ရဲ့ရှိမှာ तू က e line ချွင်းချက်ပေါ့နော်သူကကြတော့ mass ရဲ့ရှိမှာ e line ဆိုရင်တရှိကနှစ်ခုစဉ်းစားလို့ရပြီ mass ရဲ့ရှိမှာ e line ပါတာဒီ group 1မှာလည်း mass ရဲ့ရှိမှာ e line ပါတယ် group 2မှာလည်း mass ရဲ့ရှိမှာ e line ပါတယ်ဆိုတော့က mass ရဲ့ရှိမှာ e line ပါနေရင်1ဖြစ်မလား2ဖြစ်မလားဒါကြတော့ခွဲနည်းမရှိဘူးကိုကကိုအလွတ်ကြက်ထားရမှာเนาะစပြီးတော့ mass file တွေကိုကြက်ထဲရဒါဒီ group 1ဒါဒီ group 2အဲ့လိုကြက်ရမှာပေါ့เนาะအဲ့တော့ OK mass ကတော့ကြက်ထားရမယ် OK mass ဆိုတာကအိပ်ရာထားတယ်သူက group ဘယ်လောက်လဲဆိုတော့ group 2ပေါ့เนาะအဲ့တော့အများအဖြစ်ကတော့လေgroup 2တွေဆိုရင် mass ရဲ့ရှိမှာ a line လိုက်တာပဲများတယ် ne mass တို့တာပဲ mass တို့ဒီမှာ OCA mass တို့အဲ့လိုမျိုး a line လိုက်တာပဲများတယ်ပေါ့နော်ဒီလို mass ရဲ့ရှိမှာ e line လိုက်ရင်တော့အများအဖြစ်က group 1တွေဖြစ်ကြတယ်ဒါပေမဲ့ group 2မှာလည်းတစ်ခါတလေချွင်းချက်အနေနဲ့ဒီလိုမျိုးလိုက်တတ်တယ်ဒီလိုကောင်မျိုးဆိုရင်အဲ့တော့တရှိတို့ကကြက်တဲ့အခါမှာချွင်းချက်ကောင်ဆိုလို့ရှိရင်တေချာကြက်လိုက်မယ်ပေါ့နော်သူက mass ရဲ့ရှိမှာ e line လိုက်နေပြီမဲ့ group 2ဖြစ်နေတတ်တယ်ဆိုပြီးတော့မှတေချာကြက်မယ်နောက်ပိုင်းကျလို့ရှိရင်mass ရဲ့ရှိမှာ e line လိုက်ပြီမဲ့ group 2ဖြစ်နေတဲ့ buff တွေကိုတတ်ထုတ်ပေးမယ်ပေါ့နော်အဲ့တော့လောလောဆယ်မှတ်ထားမှာကကိုက buff တစ်လုံးကိုကြည့်လိုက်မယ် group 1 group 2ခွဲခြင်းနဲ့ buff တစ်လုံးကိုကြည့်လိုက်မယ် mass ရဲ့ရှိမှာ e line လိုက်နေတယ်ဆိုလို့ရှိရင် group 1လည်းဖြစ်နိုင်တယ် group 2လည်းဖြစ်နိုင်တယ်နော် group 2ထဲမှာပါတဲ့ကောင်တွေကတော့ twin jet buff တွေတိတ်မများအောင်အများအဖြစ်ကတော့ mass ရဲ့ရှိမှာ e line လိုက် group 1နဲ့တွားကြတာများတယ်ဒါပေမဲ့တစ်ခါတလေမှာ twin jet အနေနဲ့ group 2ဖြစ်တတ်တယ်အဲ့ဒီဟာတွေကို twin jet အနေနဲ့ buff တွေကိုပြန်ပြီးတော့ပြောပြမယ်ဘယ်ကောင်တွေကချွင်းချက်ဖြစ်နေလဲဆိုတာအလွတ်ချက်ဖို့အတွက်ပြန်ပြောပြမယ်လောလောဆယ်မှန်အမှာက buff ကိုကြည့်လိုက်လို့ mass ရဲ့ရှိမှာ e line လိုက်နေရင်1လည်းဖြစ်နိုင်တယ်2လည်းဖြစ်နိုင်တယ်2ကတော့ချွင်းချက်အနေနဲ့လို့မှတ်ရမယ်เนาะအဲ့လိုမဟုတ်ဘဲနဲ့ mass ရဲ့ရှိကိုကြည့်လိုက်လို့ a line လိုက်တယ်ဆိုရင်တော့ကျင်းတည်တယ် group 2ပဲ mass ရဲ့ရှိမှာ a line လိုက်ရင်ဘာမှစဉ်းစားစရာမလို group 2ပဲเนาะ e line လိုက်ရင်တော့နည်းနည်းစဉ်းစားရမယ်အများအဖြစ်ကတော့1နဲ့ပဲသွားတယ် e line ဒါပေမဲ့ချွင်းချက်ကောင်လေးတွေလည်းရှိနေတတ်တယ်ပေါ့เนาะဒါကတော့ကိုအလွတ်ကျက်ရမယ်အပိုင်းမှာပြီးတော့ group 3ကျတော့ရှေ့ဝေးပြောကြမလို့ group 3မှာနှလုံးပဲရှိတယ် she mass နဲ့ key mass နဲ့လုတ်တီဆိုတဲ့ she mass နဲ့လာတီဆိုတဲ့ key mass နဲ့သူတို့နှလုံးကဘယ်ချိန်ဖြစ်ဖြစ် group 3ပါ group 3မှာဒီနှစ်ခုမြင်တခြားဟာမရှိဘူးပေါ့နော်ပြီးအဲ့တော့ဒီမှာ group 1 group 2 group 3ရှိသွားပါပြီ
အဲ့တော့သူတို့ကို dictionary form ပြောင်းကြမယ်ဒါက1 2 3ခွဲနည်းပဲရှိသေးတာဒီ math ကို1လား2လား3လားဆိုတာကိုခွဲလိုက်ပြီခွဲတတ်ပြီးပါပြီဆိုရင်နောက်တစ်ဆင့်အနေနဲ့ dictionary form ပြောင်းနည်းလို့သွားမယ်အဲ့တော့1နဲ့ဝင်နေတဲ့ verb တွေ1နဲ့ဝင်နေတဲ့ verb တွေကို dictionary form သူ့ရဲ့ G-short case form ဘယ်လိုပြောင်းမလဲဆိုတော့1နဲ့ဝင်နေဆိုရင်အနောက်မှာကျိန်းတွေပေါ့ e တိုင်းကနေဆိုရင်ဆုံးပါကြည့်ကြည့်လိုက်လေ group 1ဆိုရင် e math ရဲ့ရှိမှာ e တွေနဲ့ဆုံးမယ်လို့ပြောတယ်အဲ့တော့ group 1နဲ့ဝင်နေတဲ့ verb တွေဒီတေးကြပေါ့ e နဲ့ဆုံးနေမဲ့ခေါင်းဒီအဲ့တော့ e တိုင်းကနေပြီးတော့ dictionary form ပြောင်းမယ်ဆိုရင်ဥလိုင်းကိုပြောင်းပေးရတယ်အဲ့တော့ဥပမာပြောမယ် Oyogimas ရေကူးတယ် Oyogimas math ရဲ့ရှိမှာ e line ဆိုတော့ group 1เนาะ group 1ချွင်းချက်တွေပဲသူက group 2ဒီကောင်အများအဖြစ်က group 1အဲ့တော့ Oyogimas ဒီရေကူးဒီဆိုတဲ့ group 1နဲ့ဝင်နေတဲ့ e line ကနေဥလိုင်းကိုပြောင်းတယ် Oyogu เนาะဥပမာ Ikima ဆိုရင် math ရဲ့ရှိမှာ e line ki ဆိုတဲ့ e line ကိုဥရန်ပြောင်းတော့ခုဖြစ်သွားတယ် iku အဲ့လိုမျိုးပေါ့เนาะဒီမှာဆိုရင်လည်းရေးထားရနော် Oyogima ဆိုတဲ့ key ကိုခုရန်ပြောင်းလိုက်တာပြောချင်တာတော့ပြောရလေ group 1ဆိုရင်အမြဲတမ်း e တွေနဲ့ဆုံးပါ e line ကနေဥရန်ပြောင်းရမယ်အဲ့တော့ key ဆိုတဲ့ e line ကနေခုဆိုတဲ့ဥ line ကိုပြောင်းလိုက်တာเนาะဒါက group 1မှာ group 1မှာဆိုလို့ရှိရင် math ရဲ့ရှိမှာအမြဲတမ်း e လိုက်မယ် dictionary form ပြောင်းမှာလို့ပြောမယ်ဆိုရင်အဲ့ဒီ e တွေကိုဘာပြောင်းမှာလဲဥ line တွေပြောင်းပေးမှာနောက်တစ်ခုက group 2ကို dictionary form ပြောင်းပြီးပြောမယ် group 2ကခုနချွင်းချက်ကလွယ်လို့အများအဖြစ်က air line ပဲလိုက်တယ်လို့ပြောရယ်เนาะသူက group 2ဆိုရင် air line နဲ့ဖြစ်နိုင်တယ်တစ်ခါတလေမှာe line အဲ့တော့လောလောဆယ်အများအဖြစ်ရေဘူးရ air line ပဲသွားတယ်အဲ့တော့ तू ကဘယ်လိုမှတ်မလဲဆိုတော့ air ရဲ့အနောက်မှာ root ပေါင်းမယ်တကယ်လို့ချွင်းချက်ရှိနေတဲ့ကောင်တွေဆိုလို့ရှိရင်တော့ e ရဲ့အနောက်မှာ root ပေါင်းမှာပေါ့နော်ချွင်းချက်ဆိုရင်တော့ဒီ air နေရာမှာ e ဖြစ်သွားတတ်တယ်ချွင်းချက်ကောင်တွေကနောက်မှအလွတ်ကျက်မယ်ပေါ့နော်လောလောဆယ်မှတ်ထားမှာက air အပေါင်း root လို့မှတ်ရမယ် mass ကိုတော့ဖြုတ်ပြရမယ်ပေါ့နော်တခါတလေချွင်းချက်အနေနဲ့ e ဖြစ်သွားတတ်တယ်အများအဖြစ်ကတော့ air အပေါင်း root ဥပမာပြောမယ်တာဘဲ mass အဲ့တော့ air အပေါင်း root ဆိုတော့ mass ကိုဖြုတ်ပြမယ်တာဘဲ root နော်ဘဲနဲ့ root နဲ့ကိုပေါင်းလိုက်တာအဲ့တော့ခုနလိုမျိုးချွင်းချက်လိုမျိုးokimas ပေါ့နော်အဲ့ရထားတယ်ဒီကောင်ကြောက်ဝတ်ရှိတို့က okiru ဖြစ်သွားမယ်အဲ့အပေါင်း root မဟုတ်တော့ဘဲနဲ့အဲ့ဒီ oki ရဲ့အနောက်မှာပဲ root ပေါင်းတယ်ဘာဖြစ်သွားလဲဆိုတော့ e အပေါင်း root ဖြစ်သွားတယ်เนาะဒါက group 2အဲ့တော့ group 2နဲ့ group 2တွေကို dictionary form ပြောင်းမှာဆိုရင်အနောက်ကနေ root တွေပေါင်းလိုက်ရုံပဲเนาะသူကသူ e line နဲ့ပဲစုံစုံ air line နဲ့ပဲစုံစုံ group 2တွေကိုအကုန်လုံးကို root တွေပြောင်းမယ် dictionary form ဖြစ်စေခြင်းနောက်တစ်ခုကကျတော့ group 3ပေါ့เนาะ group 3ကကျတော့နှလုံးမရှိရနှလုံးမရှိရအတွက်အလွတ်ကျက်ရမယ် K-math ရဲ့ dictionary form ဒီခုရု She-math ရဲ့ dictionary form ကစုရုပေါ့เนาะလာဒီနဲ့လုတ်ဒီနဲ့ဟုတ်ပြီဒါက dictionary form ပြောင်းနေပါ